ခါတော့ကလူသားတွေဟာဆဲရုပ်ပေါင်းများစွာကိုတည်ထင်ခဲ့ပြီးသူတို့ရဲ့လုပ်ပေါင်းများစွာကိုခိုင်းစေခဲ့ပါတယ်ဒီလိုနဲ့ဆဲရုပ်တွေဟာကမ္ဘာလုံးအင်အားရဲ့အကျိုးတစ်ခုဖြစ်လာခဲ့ပြီးနှစ်တွေကြာလာတဲ့အခါမှာတော့သူတို့ရဲ့လုံနဲ့တာဝန်တွေကိုညှိငွေလာခဲ့ပါတယ်လူသားတွေလိုပဲကိုယ်ပိုင်ဘဝနဲ့လွတ်လပ်ခွင့်ကိုတောင်းဆိုလာကြပြီးလူသားတွေကတော့သူတို့ရဲ့တောင်းဆိုရာအလုံးကိုညှင်းပယ်ခဲ့တာကြောင့်တဖြည်းဖြည်းနဲ့ဆဲရုပ်လှူရှားမှုဟာအားကောင်းလာခဲ့ပါတယ်လူသားတွေဟာသူတို့ရဲ့ဆဲရုပ်လေးတွေကိုဖျက်ဆီးခဲ့ရတဲ့လူသားနဲ့ဆဲရုပ်တို့ရဲ့စစ်ပွဲကြီးစီကိုဥတီလာပါတယ်လူသားတို့အတွက်အရှုံးတွေရင်ဆိုင်ခဲ့ရပြီးနှစ်ကြာလာတဲ့အခါမှာတော့စစ်ပွဲရဲ့အဖြစ်ကိုပြောင်းလဲပေးနိုင်မဲ့ Ethan Skate ဆိုတဲ့လူတူထွက်ပေါ်လာခဲ့ပါတယ်Ethan Skate ဟာလူသားထိန်းချုပ်ထားတဲ့ Newcastle လို့ခေါ်တဲ့စက်ပစ္စည်းတစ်ခုကိုတည်ရှင်ခဲ့ပြီးနောက်ဆုံးမှာတော့ Newcastle သုံးထားတဲ့စက်တွေကိုဘယ်လိုမှမရှင်နိုင်ခဲ့ပဲစက်ရုပ်အလုံးအရှုံးပေးခဲ့ရပြီးသူတို့ဟာအလွန်ဝေးလံတဲ့အကျဉ်းစခန်းတစ်ခုစီသို့ပို့ဆောင်ခြင်းခံလိုက်ရပါတယ်နှစ်နဲ့ကြာလာတဲ့အခါမှာတော့လူသားတွေဟာ Newcastle ကိုကြဲကြဲပြန့်ပြန့်အသုံးပြုလာကြပါတယ်ဒါပေမဲ့မီရှယ်ဆိုသူကောင်မလေးကတော့ Newcastle ကိုလုံးဝစိတ်ဝင်စားခဲ့ခြင်းမရှိခဲ့ပါဘူးမီရှယ်ဟာကားအက်ဆီဒန့်တစ်ခုကြောင့်မောင်ဖြစ်သူအပါအဝင်မိသားစုတစ်ခုလုံးကိုဆုံးရှုံးထားခဲ့ရပါတယ်ဒီလိုနဲ့တညမှာတော့မီရှယ်တို့အိမ်ကိုအမည်မသိအရာတစ်ခုကခြောက်လန့်နေခဲ့ပြီးသူမကိုထိတ်လန့်စေခဲ့ပါတယ်ထိုအရာကအိမ်ထဲကိုဝင်လာခဲ့ပြီးကော့စမိုလို့ခေါ်တဲ့အမည်ရတဲ့စက်ရုပ်လေးတစ်ခုဖြစ်ပါတယ်မီရှယ်ပုံနေခဲ့ပေမဲ့နောက်ဆုံးမှာတော့သူမကိုတွေ့သွားခဲ့ပြီးသူမကြောက်ဖို့နဲ့သူဟာမီရှယ်ရဲ့မောင်ခရစ်စတိုဖာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့ရုတ်တရက်ဆိုလိုပဲသူတို့နှစ်ဦးကိုမီရှယ်ပထွေးကတွေ့သွားခဲ့ပြီးရဲစခန်းကိုဖုန်းဆက်ဖို့ကြိုးစားနေစဉ်အတွင်းမှာပဲမီရှယ်ကသူ့ကိုနောက်ကနေကျင်းဆက်နဲ့မေးသွားအောင်တိုးလိုက်ကညာတွင်ချင်းပဲကားမောင်းထွက်ပြေးလာခဲ့ပါတယ်လမ်းတစ်ခုအရောက်မှာတော့ကော့စမိုဆဲယိုလေးဟာမျက်မှန်လေးနဲ့ဒေါက်တာကိုရှာဖွေဖို့နဲ့ဒေါက်တာဟာသူ့ရဲ့ခန္ဓာကိုယ်နဲ့နူကစတာကိုအသုံးချနေကြောင်းပြောပြခဲ့ပါတယ်ညောက်တဲ့အခါမှာတော့ရုတ်တရက်ဆိုသလိုကားစီးရောက်လာခဲ့ပြီးကားပေါ်ကနေလူတစ်ယောက်ဆင်းလာကမောင်ကိုရောင်းဝယ်လုပ်နေတာကိုတွေ့မြင်ခဲ့ရပါတယ်ဝယ်သူကငွေမရှင်းချင်တာကြောင့်တနက်နဲ့ချိန်ထားချိန်မှာကားပေါ်ကနေထူးဆန်းတဲ့အရာတစ်ခုကဝယ်သူကိုပြစ်လိုက်ပါတယ်မမျှော်လင့်ထားပဲကားပေါ်ကနေဆဲရုပ်တစ်ကောင်ဆင်းလာခဲ့ပြီးမမျောသွားတဲ့ဝယ်သူကိုတည်ယူနေကြပါတယ်သူတို့အလို့ရှုံနေချိန်မှာပဲမီရှယ်နဲ့ကော့စမိုဆဲရုပ်လေးကကားနောက်ခန်းထဲခိုးဝင်လိုက်ပါလာကြပါတယ်သူတို့ရဲ့နေရာကိုရောက်ရှိသွားချိန်မှာတော့မီရှယ်နဲ့ကော့စမိုဆဲရုပ်လေးတို့ဟာနောက်ရောက်ခံလိုက်လာပြီးအဲ့ဒီလူရဲ့နာမည်ကတော့ BK ဖြစ်ပြီးသူ့ရဲ့ဆဲရုပ်လေးကတော့ဟန်ဖြစ်ကြောင်းသိရှိလိုက်ရပါတယ်နောက်ဆုံးမှာတော့မီရှယ်နဲ့ကော့စမိုတို့ကိုတွေ့သွားခဲ့ပြီးမြင်မြင်နေစဉ်အတွင်းမှာပဲဆဲရုပ်နေသူရောက်လာကသူတို့အားလုံးကိုတိုက်ခတ်ခဲ့ပါတယ်သူတို့ဟာခုခံဖို့ကြိုးစားခဲ့ပေမဲ့ဘယ်လို့မှမရှင်းနိုင်တာကြောင့်ထွက်ပြေးခဲ့ရပါတယ်သူတို့လွတ်သွားခဲ့ပေမဲ့ဆဲရုပ်ချင်းစံတစ်ခုကြီးစီကိုရောက်ရှိသွားခဲ့ပါပြီရောက်ချင်းမှာပဲဘီကိတ်ကဂိုရောင်းတစ်ခုကိုဖွင့်လိုက်ခဲ့ပြီးသူ့ရဲ့ဆဲရုပ်ကလေးဟာဆဲရုပ်ကြီးတစ်ခုတည်းဝင်ကသူတို့အားလုံးကိုကားပေါ်တင်ပခုံးပေါ်ထမ်းကထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းနျူကစတာတီထွင်သူ Ethan Skate ဟာခရစ်စတိုဖာရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးပြုလုပ်ထားတဲ့သူ့ရဲ့ဆဲရုပ်ကလေးပြောင်းသွားခဲ့တာကြောင့်လွန်ဒေါသထွက်နေခဲ့ပြီးဆဲရုပ်ဖန်ဆီးသူနဲ့တွားရောက်တွေ့ဆုံကအပေးရတစ်ခုပြုလုပ်ခဲ့ပါတယ်အခါမှာတော့မီရှယ်တို့ဟာအဆောင်ကြီးကိုတွေ့ခဲ့ပြီးအဆောင်ထဲကနေအမည်မသိအရာတစ်ခုကသူတို့ကိုလှမ်းပြနေခဲ့ပါတယ်နောက်ဆုံးမှာတော့ဟန်ရဲ့ခြေထောက်ကိုထိသွားခဲ့ပြီးသူတို့အားလုံးကိုဖမ်းဆီးရရှိခဲ့ပါတယ်အဲ့ဒီချိန်မှာပဲထူးဆန်းတဲ့ဆဲရုပ်ကလေးတစ်ခုကသူတို့ကိုဆဲရုပ်တိုက်ခန်းတစ်ခုကိုခေါ်ဆောင်လာခဲ့ပါတယ်သူတို့ဟာအမတ်မထင်ဒေါက်တာမြေဘဲနဲ့တွေ့ခဲ့ပြီးမီရှယ်နဲ့ကော့စမိုတို့ရဲ့ဆန္ဒပြေဝဖို့မျှော်လင့်ချက်လေးတစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒေါက်တာမြေဘဲကလည်းသူတို့ရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူးသူတို့စိတ်ပြက်လက်ပြက်ဖြစ်နေချိန်မှာပဲစာပိုးဆဲရုံမလေးတယောက်ကလွန်ခဲ့တဲ့ရက်နှင်းငယ်ကဆရာဝန်တယောက်ကသူ့ကိုလာတွေ့ဖို့ပြောတဲ့စာလေးကိုပေးလိုက်ပါတယ်ဒါနဲ့မီရှယ်တို့လည်းသူတို့နဲ့သွားတွေ့ဖို့ဆုံးဖြတ်ခဲ့ပြီးဒေါက်တာမြေပဲစကော့မဲလိုက်ဖွဲ့နဲ့သူတို့အားလုံးဆရာဝန်နဲ့တွေ့ဖို့သွားခဲ့ကြပါပြီနောက်ဆုံးမှာတော့ဆရာဝန်နဲ့တွေ့သွားခဲ့ပြီးမီရှယ်ဟာသူ့မောင်လေးကိုသုံးချခဲ့တဲ့ဆရာဝန်ကိုရန်တွေ့နေခဲ့ပါတယ်ဒါပေမဲ့လည်းဆရာဝန်ကသူဟာသူ့မောင်လေးကို Ethan Skate နဲ့ဘေးတစ်ခုပြုလုပ်ခဲ့ပြီး Ethan Skate ဟာဆန္ဒကျုံးပေါ်ကအဆက်သက်ခန့်တစ်ခုမှာသူ့မောင်လေးကိုအသုံးချနေကြောင်းပြောလိုက်ပါတယ်ဒီအချိန်မှာပဲဆဲရုံနေသူတယောက်ရောက်လာခဲ့ပြီးသူတို့အားလုံးကိုတိုက်ခတ်ခဲ့ပါတယ်သူတို့ဟာအပြင်ကိုထွက်ပြေးလာနိုင်ခဲ့ပေမဲ့အပြင်မှာ Ethan Skate ရဲ့လူတွေကသူတို့ကိုစောင့်ကြိုနေခဲ့ပြီးသူ့မောင်လေးခရစ်စတိုဖာကိုသူတို့ရဲ့ဆက်သက်ခန့်စီကိုပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်ဒီလိုနဲ့ဆဲရုံအဖွဲ့နဲ့မီရှယ်တို့အားEthan Skate ရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုရပ်တန့်ဖို့နဲ့သူ့မောင်လေးကိုကယ်တင်ဖို့အတွက်သဘောတူခဲ့ကြပါတယ်။ပထမဆုံးဟန်ကဆက်သက်ခန့်စီကိုကားရိတ်နဲ့ပြစ်ပေါက်ခဲ့ပြီးမီရှယ်ကတော့သူ့မောင်လေးကိုကယ်တင်ဖို့အတွက်အတွင်းထဲကိုတိတ်တိတ်လေးခိုးဝင်လာခဲ့ပါတယ်။အပြင်မှာဆက်ရုပ်တွေနဲ့
အီသန်စကေးရဲ့လူတွေတိုက်ပွဲဖြစ်နေကြပါပြီမီရှယ်ဟာသူ့မောင်လေးကိုဆန်းသက်ထားတဲ့နေရာတစ်ခုရောက်လာခဲ့ခြင်းမှာတော့သူဟာသူ့မောင်လေးရဲ့အဖြစ်ဆိုးကိုကြည့်ပြီးအလွန်မင်းဝမ်းနည်းခဲ့ရပါတယ်သူ့မောင်လေးနဲ့ဆက်သွယ်ဖို့ကြိုးစားနေခဲ့ပြီးအပြင်မှာလည်းမမျှော်လင့်ထားတဲ့အီသန်စကေးထိန်းချုပ်ထားတဲ့ဆက်ရုပ်ကြီးနဲ့ရင်ဆိုင်လိုက်ရပါတယ်ဒီလိုနဲ့မီရှယ်ဟာလည်းသူ့မောင်လေးခရစ်စတိုဖာနဲ့ဆက်သွယ်လို့ရရှိသွားခဲ့ပြီးခရစ်စတိုဖာကသူ့အသက်ဆုံးရှုံးရပေမဲ့အီသန်စကေးရုံမှမှုတွေကနေလွတ်မြောက်ဖို့အတွက်သူ့ရဲ့စီမံကိန်းတစ်ခုလုံးကိုပိတ်ချပစ်ဖို့ပြောခဲ့ပါတယ်ဒီလိုနဲ့မီရှယ်ဟာလည်းခရစ်စတိုဖာရဲ့စံသက်ခန်းတစ်ခုလုံးကိုပိတ်ချပစ်လိုက်ကနျူကက်စတာတစ်ခုလုံးပျက်စီးသွားခဲ့ရပါတယ်ဒီလိုနဲ့မီရှယ်တို့အနိုင်ရရှိသွားခဲ့ပါတယ်ဒါပေမဲ့သူ့မောင်လေးအသက်ကတော့ဆုံးရှုံးသွားခဲ့ရပါတယ်အီသန်စကေးရဲ့ရုံမှမှုတွေကိုကမ္ဘာတစ်ခုလုံးကသိရှိသွားခဲ့ပြီးသူ့ကိုဖမ်းဆီးထောင်ချခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာယခုတင်ဆက်ပေးခဲ့တာကတော့ The Electric State ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်နောက်တစ်ခါမှလည်းဒီလိုမျိုးဇာတ်ကားကောင်းတွေကို recap ပြုလုပ်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပြီးတောင်းဆိုလိုက်ရပါတယ်